Hello, CBS ပြန်အားလုံးမင်္ဂလာပါနော်ဒီပွေရဲတချို့မိတ်ဆွေတွေကလာမိကြတဲ့အပူကြက်နိုင်တာဆိုတော့အပူကတော့ကြက်နိုင်တာဆိုတော့ကြက်နိုင်တဲ့ site တော့site တော့တွေ့ရောနော်ဒီ site ကလေးဒါလှလဲလှတယ်ဒါပေမဲ့ပုံငါးပြည့်ကတော့ဘယ်လိုပြောမလဲငါကနန်းထုတ်ရင်ပောက်ကွက်ပါပြီးလို့ဆိုတဲ့ပုံစံမျိုးဆိုရင်တော့ test sequence ထုတ်ပြီးလို့ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ပောက်ကွက်ပါတာမပါတာတဲ့ကျွန်တော်ထုတ်ပြီးလိုက်တဲ့ကနန်းဒီအကွက်နေရပဲမပေါ့တော့မှကိုလူကြီးထိုးရမနာရအောင်ဆိုတဲ့ပုံစံမျိုးနဲ့တော့ကျွန်တော်အကွက်ရှုပ်ပြီးတော့တင်ပြပါမယ်ဒါအပူကြိုက်တဲ့ဆိုရင်တော့ဒါ light ဆော့ကြဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ကဲခဏလေးအိမ်ပြလိုက်ရပါတော့သူကအယောင်စုပြားနဲ့ပြတာကောက်ပါတယ်တော့ဟောရှင်းနေရသူကဒီသုံးလုံးပေါင်းရှင်းသည်တဲ့သူကတစ်ပါတဲ့သူကနောက်ထပ်တစ်ပင်ရှားပြီးနေဒီသုံးလုံးပေါင်းရှင်းသည်တဲ့သူကနှစ်ပါတဲ့သူကအားလို့ဟုတ်တယ်နော်တော့ဖုန်းကအောင်ဆက်နေနဲ့စုပ်သွားရတယ်နောက်တစ်ပင်ကျတော့ဒီသုံးလုံးပေါင်းရှင်းသည်တဲ့သူက3တဲ့တော့ဒီမှာကြည့်ရပါတော့ဒီသုံးလုံးပေါင်းရှင်းတွေတဲတဲ့ဒီသုံးလုံးပေါင်းရှင်းတွေနေတဲ့ဒီသုံးလုံးပေါင်းရှင်းတွေ3တဲ့တပင်ကြော်ပြီးတော့တပွဲစီကြော်ပြီးရတယ်1နဲ့3ဆိုရင်เนี่ยကျွန်တော်တို့ဒီမှာဒီမှာပြီးတဲ့ဒီတပွဲကိုကြော်မယ်တဲ့အဲ့ဒီသုံးလုံးပေါင်းရှင်းတွေ4ဖြစ်ရမယ်တဲ့သူ့အတန်နဲ့ဒီသုံးလုံးပေါင်းရှင်းတွေ4ဖြစ်ရမယ်ဆိုတော့သူ့ရဲ့နေရာမှာထည့်ရမှာက1ပါတဲ့သူကအဲ့ဒါပါဆိုတစ်ထိပ်စီးပါတဲ့သူကအတန်နဲ့လာတဲ့အတွက်ဒီကနန်းတွေဒီအာစရာမလိုပါဘူးပြန်စရာမလိုပါဘူးဒါဆိုကျွန်တော်တစ်ထိပ်စီးရပါပြီပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ဆက်ကြည့်အောင်ဆက်ကြည့်အောင်တစ်ထိပ်စီးရပါပြီဆိုတော့ဒီမှာရေးလိုက်ပါပဲတစ်ထိပ်စီးတဲ့ရေးလိုက်ပါဆိုတော့တစ်ထိပ်စီးရသွားပြီဆိုတော့ကျွန်တော်နောက်ထပ်ဆက်ပြီးတော့ဘယ်လိုသွားကြမလဲဆိုတော့ပွဲစဉ်ကကနန်းလေးရတော့အကျန်းတော်တော်လေးကိုလှတယ်ပြောလို့ရတဲ့အနေအထားတစ်ခုမှတော့ရှိရကြသူကဘယ်လိုကြလဲဆိုတော့ဒီသုံးလုံးပေါင်းရှင်းသည်တဲ့သူကရှဲတဲ့သူကအဲ့သုံးလုံးပေါင်းရှင်းရှစ်ရှစ်ပြီးရင်သူကတပွဲနှစ်ပွဲနှစ်ပင်ကြော်မှာတဲ့ဒီသုံးလုံးပေါင်းရှင်းပါသည်တဲ့သူ့လိုပဲသုံးချင်းပေါင်းရှင်းသည်တဲ့ရှစ်ကိုခွန်တဲ့သူရဲ့စီဒီယာအောက်ကိုထပ်ဆင်းနေတဲ့သူရှစ်ကိုပြီးရင်နောက်ထပ်အဲ့လိုပါပဲတပွဲနှစ်ပွဲကြော်ပြီးသူသုံးလုံးအောက်ကိုတဲ့သူကရှောက်လို့ဆင်းနေတဲ့ခုနဒီဘက်ကဆင်းခဲ့တဲ့အပန်ထိပ်စီးကိုဆင်းခဲ့တဲ့အပန်တိုင်းပဲသူကအောက်ပွဲကိုသူထိပ်စီးမှာတော့1 2 3 4ဆိုပြီးရှင်းတယ်ဒီဘက်ကျတော့8ခွန်6သူဆိုပြီးတော့သူကရှင်းတယ်ဆိုတော့8ခွန်6ပြီးဘာလာမလဲဆိုတော့သူကတပွဲသူကအထက်မှာလည်းတပွဲနှစ်ပွဲချပဲ8ခွန်6ပြီးသူကဘာလာမလဲဆိုတော့9လာမယ်သူက9လာမယ်ဆိုတော့ဒီမှာက1ထက်စီရှိတဲ့အတွက်ကျွန်တော်ကဒီမှာဘာဖြစ်လဲဆိုတော့ဒီသုံးလုံးပေါက်ချင်းသူကဒီသုံးလုံးပေါက်ချင်းနေတဲ့သူ့အတိုင်းပဲ9လာမယ်တဲ့ခုနကကျွန်တော်ဒီဘက်ကနေပြီးတော့ဒီဘက်မှာပြခဲ့တဲ့1ထက်စီရှိနေတဲ့အတွက်ဒါ1 3ဆိုတော့49လာဆိုတော့သူ့ရဲ့နေရာမှာဒီအလဲထိုင်ဒီဘာဖြစ်လဲဆိုတော့တစ်ပါတဲ့သူကအဲ့ဒီတော့ကျွန်တော်ကအပူကြိုက်တဲ့မိတ်ဆွေတွေဒီရှစ်ဘူးတစ်ရှိပါတယ်ဆိုတဲ့အကြောင်းကိုပြပြီးတော့အခါကျတော့ကျွန်တော်ကအပူရောရှစ်ဘူးကိုတစ်နဲ့10ဘူးဆိုရင်ကျွန်တော်က10ခွက်တောင်ဖြစ်သွားလိမ့်မယ်10ခွက်တောင်ဖြစ်သွားတော့သိစင်ပြီကျွန်တော်ကိုယ်တိုင်နဲ့အဲ့လောက်ထိအလုံးမလုံးနိုင်ဘူးမကစားနိုင်ဘူးပေါ့နော်မကစားနိုင်ဘူးဆိုတော့ဘယ်လိုပြောမလဲပေါက်ရင်လည်းနည်းနည်းပဲရပါမယ်ပေါက်လည်းထိုးရင်အများကြီးနာမှာဆိုတော့အနေထားမျိုးမှာအဆင်မပြေဘူးအဲ့အတွက်ကျွန်တော်ကဘာလုပ်လဲဆိုတော့နောက်ထပ်ပြီးရှာပြန်နောက်ပိတ်ထပ်ပြီးရှာဆိုတော့ဘာတွေ့လဲဆိုတော့သူ့အတိုင်းပဲတွေ့တာတော့ဒီသုံးလုံးပေါင်းရှင်းသည်တဲ့သူ့အတိုင်းပဲတဲ့ဒီဘက်ကလို့ပါပဲတဲ့သူသုံးလုံးချစ်သည်နေတဲ့သူကနေတဲ့
သူ့လိုပဲတပည့်နှစ်ပွဲကြော်ပြီးနဲ့ဒီသုံးလုံးပေါင်းချင်းတည်တဲ့သူကနှစ်ပြင်း3တဲ့သူ့လိုပဲတပွဲနှစ်ပွဲကြော်ပြီးတဲ့ဒီသုံးလုံးပေါင်းချင်းတည်4တဲ့သူကနှစ်3 4တဲ့သူကနှစ်3 4လို့စီတာကြာပြီးလို့ရှိရင်တဲ့ကျွန်တော်ပြောချင်တာကသူ့လိုပါပဲတဲ့တပွဲနှစ်ပွဲကြော်ပြီးရင်တဲ့ဒီသုံးလုံးပေါင်းချင်းဒီ9ဖြစ်ရမယ်တဲ့သူက9ဖြစ်ရမယ်ဆိုတော့1ခုဆိုတော့တကွာ10ဖြစ်နေပြီ10ဖြစ်လို့တဲ့သူက9ဖြစ်ဖို့တော့ဆိုရင်ခေါ်တဲ့သူက1ခုဒီတဲ့သူကအားစရာမလိုပါဘူးတဲ့ကဲ1ခုဒီအားစရာမလိုပါဘူးမိတ်ဆွေတို့တဲ့အတာနိုင်ပြောင်းဆို1ခုဒီအားစရာမလိုတကယ်ဒါဆရာကြီးအော်တကောတဲ့စိတ်ချပါ1ခုဒီအားစရာမလိုပါဘူးဆိုတော့တကွက်တည်းဆိုတော့ကျွန်တော်လည်းတိတ်တော့စိတ်မချဘူးဗျာဒါပဲနောက်တစ်ကွက်ထပ်ပြမယ်သူအရန်ကွက်နဲ့ပဲ3နှစ်ကွက်ဖြစ်သွားအောင်ပေါ့နော်ပြောဆိုတော့အပူလည်းဖြစ်တယ်အာဇီယာလည်းမလို့ဆိုတော့နှစ်ကွက်တော့ကျွန်တော်ကစားလို့ရနိုင်တဲ့အနေထားပါရှိတယ်ကျွန်တော်နောက်ထပ်အပိတ်တစ်ခုထပ်ပြမယ်ဗျာကျွန်တော်ဒီပထမဗီဒီယိုနံပါတ်2မှာလည်းကျွန်တော်ထိုးခွက်တွေအများကြီးပြခဲ့ပါတယ်အခုလည်းအပူပြတယ်တချို့ကထင်ကောင်းထင်နေမယ်ဒါအဒီစီအကွက်အများကြီးပြတယ်ဟုတ်ပါဘူးကျွန်တော်ကကြက်နိုင်တဲ့အနေထားရှိတတ်တယ်အကုန်လုံးပြပါတယ်ပြပြီးလို့ရှိရင်ကျွန်တော်ဒီ29-30ရက်မှာဒီကျွန်တော်ဒီလက်ရွေးစင်ဆယ်ခွက်ကိုထုတ်ပေးပါတယ်အများအားထုတ်ပေးပါတယ်တစ်ချက်ပြီးတော့ဆိုလို့ရှိရင်6နှစ်တော့ဆိုကျွန်တော်ထုတ်ပေးခဲ့တဲ့လက်ရွေးစင်တော့ပောက်ခွဲပါတယ်เนาะလူ10ယောက်15ယောက်လောက်ပောက်ခွဲကြပါเนาะအဲ့လူလက်ရွေးစင်ကိုသူဆယ်ခွက်ထုတ်ပေးရတဲ့နောက်ပိုင်းမှာကျွန်တော်ဘာလုပ်လဲဆိုတော့ကျွန်တော်စိတ်ကြိုက်ရွေးချယ်ထားတဲ့အော်3ခွက်ကိုတော့ကျွန်တော်စီရချင်း9000နဲ့ရောက်ပါတယ်ဒါပေမဲ့ဒီအပတ်ဒီကျွန်တော်ကအကောက်ထိထားတဲ့အတွက်ကျွန်တော်ဒီfollower လုပ်ပြီး message ပဲဟိတ်ခဲ့ကျွန်တော်ဒီပုံမှန်ပေးနေတဲ့စီရီယာချင်း9000ဘတ်နဲ့ဆို50ဘတ်အဲ့ဒီဒေအို3ခွက်ကိုအဲ့လိုလုပ်တဲ့လူတွေကျွန်တော် follower လုပ်တဲ့လူတွေအကုန်လုံးကိုကျွန်တော်အလကားပေးမှာပါဒီပွဲမိတ်ဆွေတို့အနေနဲ့ကတော့ကျွန်တော်ကျူးစားထားတဲ့တပတ်စားတော့ကျူးစားထားတဲ့များရဲ့ဒေအို3ခွက်ကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်အကောင့်ကို follower လုပ်ပြီးတော့ကျွန်တော် follower လုပ်ပြီးတော့ကျွန်တော် message တွေကိုဟိတ်လိုက်မယ်ဆိုရင်29ရက်နေတာရပါမယ်ကျွန်တော် message ကိုမဟိတ်ဘူးဆိုရင်တော့30ရက်နေ့မှာရပါမှာပေါ့နော်ဒါပေမဲ့အကောင့်ဆုံးကတော့ကျွန်တော်အကောင့်ကို follower လုပ်ပြီးတော့ message ကိုဟိတ်လိုက်မိတ်ဆွေတို့ဒီကျွန်တော်အမြဲတမ်းပုံမှန်စီရီယာကြီးတွေပေးနေတဲ့တဲ့အို3ခွက်9000ကျပ်တဲ့အို3ခွက်ကိုဒီကျွန်တော်မိတ်ဆွေတို့ message ကိုတခါလေးကျွန်တော်ပို့ပေးထားပါမယ်နော်ကဲဒါဆိုနောက်ထပ်အပိတ်တစ်ခုဆိုပြီးကျွန်တော်ကဒါဒီ site မှာတော့ကျွန်တော်တစ်ခုဆိုပြီးရတယ်ရပြီဆိုတော့ကျွန်တော်နောက်ထပ်တစ်ခါထပ်ယူလို့ဗျာ